ကျွန်တော်ရှင်ပြန်ထမြောက်တော်မူရာနေ့ဒီနေ့က Easter Sunday လို့လည်းခေါ်တယ် Resurrection Sunday လို့လည်းခေါ်ပါတယ်သခင်ရှုရှင်ပြန်ထမြောက်တဲ့နေ့နော် Easter Sunday လို့ခေါ်တဲ့အဓိပ္ပာယ်ရှိပါတယ် Easter ဆိုတာကကျွန်တော်တို့ Anglo-Saxon ဆိုတဲ့ဒီရှေးဟောင်းအင်္ဂလိပ်လူမျိုးတွေပေါ့သူတို့မှာကိုးကွယ်မှုအလေးထားတစ်ခုရှိတယ်အဲ့ဒါကနတ်ဖျားမ Easter ဆိုတဲ့နတ်ဖျားမကိုသူတို့ကငကိုတော့ကိုးကွယ်အဲ့ဒီနတ်ဖျားမကဘယ်အချိန်မှာကိုးကွယ်လဲဆိုတော့ຫນွေဦးရာသီမှာနော်သူတို့ကຫນွေဦးရာသီမှာနော်အပင်တွေကအသစ်ထွက်လာတယ်အသစ်ဖြစ်ခြင်းဆိုတဲ့မျောလင့်ခြင်းအသစ်ဘဝအသစ်ဆိုတဲ့အဓိပ္ပာယ်နဲ့အဲ့ဒီနတ်ဖျားမကိုကိုးကွယ်တယ်ဒါပေမဲ့နောက်ပိုင်းမှာသူတို့စီကိုဧဝံဂေလိသတင်းစကားရောက်ပြီးတော့သူတို့ကပြောင်းလဲလာသခင်ရှုကိုယုံကြည်လာတဲ့အခါမှာအဲ့ဒီ Easter နတ်ဖျားမကိုမကိုးကွယ်တော့ဘဲနဲ့အဲ့ဒီ Easter ဆိုတဲ့နာမည်ကိုတော့ယူထားပြီးတော့သခင်ရှုရဲ့ရှင်ပြန်ထမြောက်ခြင်းကိုကိုးကွယ်တဲ့နေ့ဖြစ်ပါတယ်ဒါကြောင့်မို့စာရမဏတ်ကနော်9ရက်သားသမီးဆိုတာဘယ်သူမှမလွတ်ဘူးနော်ကျွန်တော်တို့အားလုံးက9ရက်သားသမီးထဲမှာပါတယ်ဒါပေမဲ့သင်ဟာယေရှုကိုယုံရင်9ရက်သားသမီးတွေကလွတ်သွားသင်ဟာဘယ်သူသားဖြစ်သွားလဲဖခင်သားဖြစ်သွားဒါကြောင့်မို့ကျွန်တော်တို့ဟာငကိုတော့ကျွန်တော်တို့လည်းစိတ်ဝင်စားတယ်ဗျနေကြစီစားရင်လေနေကြစီအထုပ်ထဲမှာဟိုဆိုက်ဝက်လေးတွေပါနော်အဲ့ဒါလေးတွေဖတ်ပြီးခွန်အားယူရတာနော်တင်ဒီနေ့ကံကောင်းပြီတို့နော်တင်ဒီနေ့မိတ်ဆွေကောင်းတဲ့တွေ့မှာတို့နော်လှုပ်သမျှမှာအောင်မြင်မှာတို့အဲ့ဒီဆိုက်ဝက်လေးတွေနဲ့ဟာခွန်အားတွေရတခါမှကျမ်းစာမဖတ်ဘူးနော်ဘယ်ဟုတ်မလဲဖခင်သခင်နှုတ်ကပတ်တော်မှာနော်ကျွန်တော်တို့အတွက်နေ့တိုင်းဟာကောင်းတဲ့နေ့ကြီးပဲကျွန်တော်ငယ်ငယ်တုန်းကကျွန်တော်အဖွာအမြဲတမ်းပြောတယ်တနင်္လာနှစ်ခါမပြီးဟုတ်တယ်ဗျာကျွန်တော်ဘဝမှာလေအဲ့ဒါအဲ့စကားပုံကြားဘူးလားမသိနော်တချို့ကြားဘူးလိမ့်မယ်မကြားဘူးတဲ့သူတို့ကအဲ့တနင်္လာနေ့ဘာပြဿနာမှမရှိဘူးကြားဘူးတဲ့သူတွေအဲ့ပြဿနာပဲအဲ့ဒီတနင်္လာနေ့ကြောင်းသွားအဲ့တခုကြံခဲ့ပြန်ယူရပြန်အလောက်သွားလောက်တဲ့တခုကြံခဲ့ပြန်ယူရနှစ်ခါမပြီးဘူးတနင်္လာနေ့အဲ့ဒါကကျွန်တော်တို့ရဲ့ယုံကြည်မှုနဲ့ဆိုင်တာအဲ့ဒီလောကအရာတွေကိုသွားယုံတဲ့ခါမှာကျွန်တော်တို့ကအဲ့ဒီအထဲမှာချုပ်နှောင်ခြင်းခံရဒီနေ့ကျွန်တော်တို့ကလောကအရာတွေယုံမှုမဟုတ်ဘူးဖခင်ရဲ့နှုတ်ကပတ်တော်တမန်တရားကိုယုံမှုဖြစ်တယ်အဲ့ဒီလောကမှာကျွန်တော်လက်ဆင့်ကမ်းလာတဲ့ယုံကြည်ခြင်းတွေကလေအထူးထွေသင်ပေးစရာမလိုအိမ်ရှိမှကြီးကန်းတာရင်ဘာဖြစ်မလဲအဲ့ဒါဘယ်သူမှသင်ပေးစရာမလိုအိမ်ရှိမှကြီးကန်းတာရင်ဧည့်သည်လာမယ်ဆိုတော့ယုံတော့ဘယ်သူမှသင်တန်းပို့ချစရာမလိုရိုက်သင်စရာမလိုယုံလားမယုံလားယုံနေကျမ်းစာသင်တန်းတကူးတကသင်တန်းပေးရတယ်မယုံချင်ဘူးဒီမှာနော်ရင်နွေးချမ်းခွက်ထဲမှာလက်ဖက်ချောက်ယိုးထောင်လို့ကတော့အဲ့ဒါဘာဖြစ်ပြီဧည့်သည်လာပြီအဲ့ဒါအလိုလျောက်ကိုယုံတာနော်ဟာဧည့်သည်လာမှာဆိုလို့အိမ်မှာလည်းစားစရာမရှိမှုေပလိုက်နော်ဧည့်သည်ရောက်လာနင်တို့အိမ်ကလည်းဟဲတဲ့ရှာလိုက်ရတာလေရှားမှာပေါ့ဒီမှာမှုေထားတာနော်နောက်တစ်ခါကျတော့မှုယုံနေမကောက်ဘာလို့လဲတဲ့ချိုးပြီးလွတ်လိုက်ခဏနေတော့ဧည့်သည်တယောက်ရောက်လာ6တော့ကျိုးနေဧည့်သည်ကနော်အဲ့တော့လက်ဖက်ချောက်ကိုချိုးထားတာဟုတ်နော်အဲ့တော့အဲ့ဒီယုံကြည်ခြင်းတွေကလေဘသူမှအထူးထွေသင်စရာမလိုထမင်းစားရင်အိပ်ပြီးတော့မစားနဲ့မွေဖြစ်မယ်ကျွန်တော်ငယ်ငယ်တော့အရင်စမ်းနေတာဗျဝါသနာပါအိပ်ပြီးစားကြည့်တာမွေတော့မဖြစ်ပါဘူးတကယ်တော့လူကြီးတွေကအိပ်ပြီးစားရင်နည်းနည်းဟိုအစားမျိုးရတာလေနည်းနည်းလေဘေးမှာတစ်ခုခုစို့မှာဆိုးလို့ပေါ့နော်အသက်ရှူလမ်းကြောင်းဆိုင်ရာအဲ့ဒါကြောင့်မို့ဖြစ်ပါလိမ့်မယ်ဒါပေမဲ့အိပ်ပြီးစားကြည့်တာမွေလည်းဖြစ်တော့မဖြစ်ပါဘူးနော်ဒါပေမဲ့ကျွန်တော်တို့ကအဲ့ဒီလောကီအရာတွေကြတော့အလိုလျောက်ကိုယုံနေတယ်တရေကြောက်တယ်တဲ့တရေတွေ့ဘူးလားပြီးတော့တစ်ခါမတွေ့ဘူးဟဲ့ဒါမဲ့ကြောက်တယ်ရှိတယ်ဖခင်သခင်ရှိတယ်သိမယုံခြင်းနော်ဖခင်သခင်သင်တဲ့သူရှိတယ်သိမယုံခြင်းဒါကြောင့်မို့ကျွန်တော်တို့ကဒီနေ့အခြားအရာတွေယုံမဲ့အစားအခြားစကားတွေယုံမဲ့အစားဖခင်စကားကိုယုံဖို့ရန်အတွက်အင်မတန်ရေးကြည့်တယ်ဒါကြောင့်မို့နှုတ်ကပတ်တော်နားထောင်ဖို့လိုတယ်ကျမ်းစာဖတ်ဖို့လိုတယ်ကျမ်းစာသင်တန်းတွေမှာခံယူဖို့လိုပါတယ်ဒါမှဖခင်စကားကိုကြားတော့မှကျွန်တော်တို့အထဲထဲမှာမှန်ကန်တဲ့ယုံကြည်ခြင်းဖြစ်လာမယ်မှန်ကန်တဲ့ယုံကြည်ခြင်းဖြစ်မှာမှန်ကန်တဲ့အသက်ရှင်မှုဆိုတာဖြစ်လာမယ်စာတန်ကကျွန်တော်လောကကြီးထဲမှာစနစ်တွေအားလုံးကို तू ကချုပ်ကင်ထားတယ်9ရက်သားသမီးတွေကဘယ်သူမှမလုပ်ဘူး तू ချုပ်ကင်ထားတယ်ဒါပေမဲ့သင်ဟာယေရှုကိုယုံရင်အဲ့ဒီထဲကလွတ်မြောက်သွားပြီကြာလာပရိသတ်သမီးဘာဖြစ်မလဲအင်္ဂါသားသမီးဘာဖြစ်မလဲအဲ့ဒါစိတ်ဝင်စားစရာမလိုတော့ငကိုတော့ဆိုရင်ဘေးရင်ဆရာတွေဘေးရင်ဟောစရန်ရောင်းတာရှိတယ်ဗျအခုနောက်ပိုင်းသိမ့်မတွေ့ရတော့
ဟာအော်ဝါတာ तू အော်ရင်ကိုနေ့ကိုနားထောင်ရတာကိုနေ့ကိုများတစ်ခုခုမကောင်းတာအော်ဝါရင်ဟာအဲ့ဒါနည်းနည်းလန့်ပြီနော်ကိုနေ့ကိုကောင်းတာအော်ဝါတော့ဟာနည်းနည်းစိတ်ချမ်းသာသွားတယ်နော်ကျွန်တော်တို့အသက်တာထဲမှာဖခင်သခင်ကပြောလေဤနေ့ရက်သည်ထာဝရဘုရားစီရင်တော်မူသောနေ့ရက်ဖြစ်၍ယနေ့ဝမ်းမြောက်ရွှင်လန်းကြကုန်ဤနေ့ရက်လို့ပြောတဲ့ကြောင့်တနင်္လာနေ့ဖတ်လဲဤနေ့ရက်ပဲအင်္ဂါနေ့ဖတ်လဲဤနေ့ရက်ပဲကြာသပတေးနေ့ဖတ်လဲဘယ်နေ့ပဲဖတ်ဤနေ့ရက်ဖြစ်သောကြောင့်နေ့တိုင်းဟာဘယ်သူစီရင်ထားလဲဒါကြောင့်မို့နေ့တိုင်းမှာဝမ်းမြောက်ရွှင်လန်းစွာနဲ့အသက်ရှင်ဖို့ဘုရားကအလိုရှိပါတယ်လက်ဝါးကတိုင်းဆိုတာကတင်းချိုင်းကုန်းမှာထားရမှာဒါကအမင်္ဂလာကြီးဒါပေမဲ့အခုကျွန်တော်ပေါ်မှာထားလေအိမ်နေမှာထားတယ်ဘုရားเจ้าမှာထားတယ်ဆွဲကြတော့ဆွဲလိုက်သေးတယ်ဘာလို့မကြောက်မရွံ့အဲ့ဒီအမင်္ဂလာနော်အရာကြီးကိုဘာလို့လေဘေးမှာဆွဲတာလဲယုံကြည်သူအတွက်ကအဲ့ဒါမင်္ဂလာအမင်္ဂလာမှာမဟုတ်တော့တာဘာကြောင့်လဲယေရှုကလက်ဝါးကတိုင်းမှာအသေးခံသွားတဲ့အခါမှာကျွန်တော်တို့အပြစ်တွေကိုယူသွားတဲ့အခါမှာအဲ့ဒီအမင်္ဂလာလို့လူတွေသတ်မှတ်ထားတဲ့လက်ဝါးကတိုင်းကဘာဖြစ်ပြောင်းသွားလဲမင်္ဂလာဖြစ်ပြောင်းသွားတယ်ဒီနေ့ဟာ Sunday ဆိုတာယောမတွေနေနဲ့ဖခင်ကိုကိုးကွယ်တဲ့နေ့ဒါပေမဲ့သခင်ယေရှုကဒီ Sunday မနက်စောစောမှာတည်ခြင်းကနေရှင်ပြန်ထမြောက်တဲ့အခါမှာနတ်ဖခင်ကိုကိုးကွယ်တဲ့နေ့ကနေပြီးတော့ဘာပြောင်းသွားလဲသခင်ဖခင်ကိုကိုးကွယ်တဲ့နေ့ဖြစ်ပြောင်းသွားတယ် Easter ဆိုတာလေနတ်ဖခင်ရဲ့နာမည်ပဲဒါပေမဲ့သခင်ဖခင်ကိုကိုးကွယ်တဲ့နေ့ဖြစ်ဘာလို့သွားလဲပြောင်းသွားတယ်ဒါကြောင့်မို့ကျွန်တော်တို့ဘဝအသက်တာထဲမှာသခင်ခရစ်တော်ဖခင်လက်ဝါးကတိုင်းမှာအသေးခံခြင်း၃ရက်မြောက်သောနေ့မှာရှင်မြတ်ထမြောက်ခြင်းအပြင်ကျွန်တော်တို့ကိုအမင်္ဂလာဖြစ်စေမယ့်အရာတွေအားလုံးကိုဘာဖြစ်ပြောင်းသွားလဲမင်္ဂလာဖြစ်ပြောင်းသွားတယ်နောက်ဆုံးကုန်ပြောမယ်သေခြင်းဆိုတာအဲ့ဒါကြီးကိုဘယ်လိုခေါ်လဲသလားအာတုဘလို့ခေါ်တာအာတုဘအဲ့ဒါအမင်္ဂလာမရှိဘူးအာတုဘဒါပေမဲ့ယုံကြည်သူတို့သေခြင်းဆိုတာအာတုဘမဟုတ်တော့ဘူးအမင်္ဂလာမဟုတ်တော့ဘူးသေခြင်းဆိုတာကျွန်တော်တို့ကြောက်စရာမလို့တော့ဘာလို့ကြောက်စရာမလို့လဲယေရှုခရစ်တော်ဘုရားကသေခြင်းကိုအောင်မြင်ခဲ့တယ်တချို့ကဒီလိုထင်ပါတယ်သခင်ယေရှုကသေခြင်းကိုအောင်တော့မှဖျားဖြစ်တယ်လို့ထင်တယ်သခင်ယေရှုကမေတော်မာရိဝမ်းထဲမှာပရိသေတွေယူတဲ့ကဖျားစင်စစ်ဖြစ်တယ်တန်ရှင်းသောဝိညာဉ်တော်အပြင်ပရိသေတွေယူတာလက်ဝါးကတိုင်းမှာအသေးခံပြီး၃ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်မှဖျားဖြစ်တာမဟုတ်တော့သခင်ယေရှုကငကိုတဲ့ကဖျားဒါဆိုရင်ဘာလို့လက်ဝါးကတိုင်းမှာအသေးခံလဲသင်နေကျွန်တော်အပြစ်ကနေလွတ်မြောက်ဖို့ရန်အတွက်ဖြစ်တယ်ကျမ်းစာတစ်ပိုက်အရင်ဖတ်ကြည့်အောင်သခင်ယေရှုဘာလို့လက်ဝါးကတိုင်းမှာအသေးခံလဲဘာလို့ထမြောက်လဲဆိုတဲ့ကျမ်းပိုက်ယောမဩဝါဒစာအခန်းကြီး၄အပိုင်ငယ်24မှာ25မှာယောမဩဝါဒစာအခန်းကြီး၄အပိုင်ငယ်25ထိုသခင်ယေရှုသည်ငါတို့အပြစ်ကြောင့်အနံ့ခြင်းကိုသခင်ယေရှုလက်ဝါးကတိုင်းမှာအသေးခံတာဘယ်သူအတွက်ကြောင့်ကျွန်တော်တို့အပြစ်ကြောင့်ဖြစ်တယ်။ तू ကဘာအပြစ်မှမရှိဘူးကျွန်တော်တို့အပြစ်ကိုကယ်ဖို့ရန်အတွက်လက်ဝါးကတိုင်းမှာအသေးခံပေးခြင်းဖြစ်တယ်။လက်ဝါးကတိုင်းမှာအသေးခံတာခရစ်ယာန်တွေအတွက်ပဲမဟုတ်ဘူးလူမျိုးစုတစ်ခုအတွက်ပဲမဟုတ်လူတိုင်းအတွက်ဖြစ်တယ်။သခင်ယေရှုကိုမသိသေးတဲ့သူတွေအတွက်လည်းပါပါတယ်။သခင်ယေရှုကကျွန်တော်တို့အပြစ်တွေအတွက်လက်ဝါးကတိုင်းမှာဘာလုပ်လဲအသေးခံတယ်အနံ့ခြင်းကိုခံတယ်။ငါတို့သည်ဖြောင်းမှတ်ရာသို့ရောက်မည်အကြောင်းထားမြောက်တော်မူ၏ကျွန်တော်တို့ဘယ်ကိုရောက်ဖို့လဲဖြောင်းမှတ်ရာသို့ရောက်မည်အကြောင်းဖြောင်းမှတ်တယ်ဆိုတာအပြစ်ကင်းမဲ့အကြောင်းကောင်းကင်နိုင်ငံတော်ဆိုတာကအပြစ်တစ်စက်မှမရှိဝင်စားရမယ်ဒါဆိုရင်ဘယ်သူမှဝင်စားလို့မရတော့လူဟာအပြစ်လုံးမှအပြစ်ရှိသွားတာမဟုတ်ဘာအပြစ်မှမလုပ်ခင်ဘာကောင်းမှုကုသိုလ်မှမလုပ်ခင်မွေးကလေးကဘာနဲ့မွေးလာလဲအပြစ်နဲ့မွေးလာတယ်ဒါကြောင့်မို့ကျွန်တော်တို့ကကောင်းကင်နိုင်ငံဘလုံးဝမရောက်နိုင်ကိုယ်အပြစ်ကြောင့်ပဲတနေ့မှာပဲသွားအောင်မလဲအပင်ငရဲသွားအောင်မယ်တချို့ကထင်တယ်ယေရှုခရစ်တော်ဘုရားသူ့ကိုမယုံတာနဲ့ပဲလူတွေအားလုံးငရဲပို့တာပဲဘုရားကသူ့ကိုမယုံလို့ငရဲပို့တာလားလူတွေကကိုယ်အပြစ်ကြောင့်ငရဲသွားတာလားကိုယ်အပြစ်ကြောင့်ငရဲသွားတာဘုရားကချစ်လုံးလို့ကျွန်တော်တို့အပြစ်တော့ဘာလုပ်ပြီးသွားပြီလဲလက်ဝါးကတိုင်းမှာအသေးခံပြီးသွားပြီသင်းချိုပြီးမှ၃ရက်မြောက်သောနေ့မှာသေခြင်းကရှင်ပြန်ထမြောက်တယ်သခင်ယေရှုကတောက်ကြနေ့မှာလက်ဝါးကတိုင်းမှာတင်သက်ခြင်းကိုခံရတယ်မနက်9 နာရီမှာကားတိုင်းမှာတင်သက်တယ်မိုးလွဲ3 နာရီမှာအသက်တော်ဆွန့်သခင်ယေရှုကိုတကြိုဖို့ရန်အတွက်3 နာရီပဲအချိန်ရ
ဘာကြောင့်လဲသလားအဲ့ဒီတောက်ကြနေ့ညနေ6နာရီကြော်ရင်ဥပုံနေ့ကိုရောက်သွားပြီဂျူးတွေရဲ့နေ့တွက်ချက်ပုံနဲ့ကျွန်တော်တို့ရဲ့နေ့တွက်ချက်ပုံမတူဂျူးတွေကညနေ6နာရီကြော်ရင်နောက်တရက်လို့သတ်မှတ်တယ်ကျွန်တော်တို့ကဒီနေ့ညနေ6နာရီကြော်ရင်လည်းတနင်္ဂနွေနေ့ပဲဒီနေ့တင်းကုန်နေ့လေဒါပေမဲ့ဂျူးတွေကဒီနေ့ညနေ6နာရီကြော်ရင်ဘယ်နေ့ရောက်သွားလဲသူတို့တော့တင်းတာနေ့ရောက်သွားတယ်ဒါကြောင့်မို့သခင်ရှုအသေးခံတဲ့နေ့ကတောက်ကြနေ့ဖြစ်သောကြောင့်တောက်ကြနေ့ညနေ6နာရီကြော်နဲ့ဘယ်နေ့ရောက်ပြီစနေနေ့ရောက်ပြီစနေနေ့ကဥပုံနေ့ဒါကြောင့်မို့ဥပုံနေ့မှာဘာအလုံးမလုပ်ခွင့်မရှိသခင်ရှုကိုတကြိုဖို့ရန်အတွက်ဘယ်သူမှစီမလိမ့်လိုက်ရအောင်သခင်ရှုရဲ့အလောင်းကိုဘယ်သူကသွားတောင်းလဲဆိုတော့အရိမသဲမြို့သားယောသက်ကသွားတောင်းတယ်ပြီးလက်မင်းစီမှာဘယ်သူမှမတကြိုရသေးတယ်သူ့ရဲ့သင်ချိုင်းအသစ်ဆက်ဆက်မှာသခင်ရှုကိုတကြိုတယ်သခင်ရှုကိုဂျူးတွေရဲ့ထုံးစံရယူဒတွေရဲ့ထုံးစံရအမွေးနှံ့တာနဲ့လိမ့်ကြံပေးတဲ့သူကညအခါယေရှုစီမှာလာပြီးတော့ထာဝရအသက်ကြောင်းကိုမေးမြန်းတဲ့ပါရီရှဲနီကောဒင်ကအမွေးနှံ့တာနဲ့လိမ့်ကြံလိုက်တယ်ဒါကြောင့်မို့ပါရီရှဲတိုင်းမကောင်းတာတော့မဟုတ်ဘူးအဲ့ဒီနီကောဒင်ကတော့ကိုယုံကြည်တော်သူဖြစ်တယ်မာဂဒလမာရိနဲ့အခြားသောမာရိကသခင်ယေရှုရဲ့ခန္ဓာကိုစီမွေးနဲ့လိမ့်ဖို့အခွင့်မရလိုက်ဘူးအချိန်မရလိုက်ဘူးဒါကြောင့်မို့ဒီနေ့မနက်စောစောမှာမာဂဒလမာရိနဲ့အခြားသောမာရိကသင်ချိုင်းကိုသွားတယ်တဲ့လက်ထဲမှာဘာတွေပါသွားလဲစီဘူးတွေပါသွားတယ်သူတို့ဘာလုပ်ဖို့လဲအဲ့ဒီတောက်ကြနေ့တုန်းကသခင်ယေရှုရဲ့အလောင်းကိုစီမလိမ့်လိုက်ရအောင်စနေနေ့မှာဘာမှလုပ်ခွင့်မရှိတော့အိမ်မှာပဲနေရတယ်အခုတနင်္ဂနွေနေ့မနက်စောစောကြမှာပဲသွားလဲသင်ချိုင်းကိုသွားတယ်ဒါပေမဲ့သခင်ယေရှုရှိသေးလားဂူကြီးကမြင်ငလင်လောက်ပြီးတော့ဂူကြီးကပွင့်သွားတယ်ကောင်းကင်တမန်ပေါ်လာတယ်ဤရက်၌မရှိမိန်တော်မူသည့်အတိုင်းထမြောက်တော်မူပြီသခင်ယေရှုခရစ်တော်ဖျားသင်ချိုင်းကူထဲမှာအဝိဇ္ဇပဲကြံခဲ့တယ်ဘာနဲ့တကွထမြောက်သွားလဲအဲ့ဒီသူ့ရဲ့ရုပ်ခန္ဓာကမရှိတော့ဘူးသင်ချိုင်းကူထဲမှာဝိညာဏခန္ဓာကိုဖြစ်ပြောင်းပြီးတော့ထမြောက်သွားတယ်သခင်ယေရှုကတောက်ကြနေ့မှာဘေးနာဓမြယူပြောတယ်ယနေ့ပင်သင်နဲ့ငါဘုံမှာရှိမယ်ပရဒိတုဘုံမှာရှိမယ်ရုပ်ခန္ဓာဘုံမှာကြံခဲ့လေမြေကြီးမှာကြံခဲ့တယ်အသက်ဝိညာဉ်ကဘယ်ရောက်သွားလဲပရဒိတုဘုံရောက်သွားတယ်အဲ့ဒါကျွန်တော်တို့ယုံကြည်သူသိရင်လည်းအဲ့ဒီတိုင်းပဲဒီနေ့သိရင်ဒီနေ့ယုံကြည်သူရဲ့ဝိညာဉ်ဘယ်ရောက်သွားလဲပရဒိတုဘုံရောက်သွားတယ်လဲနေတာနော်အိမ်မက်လာပြန်ပေးတာတို့လဲနေတာတို့အိမ်မှာတခုခုအတန်လာမြည်တာတို့အဲ့ဒါသိရင်စိတ်ဆွဲလန်းလို့ပဲဖြစ်လိမ့်မယ်ကျမ်းစာကတော့လူသည်တစ်ခါသည်တည်ပြီးထုံနောက်မှာတရားစီရင်ခြင်းကိုခံရပရဒိတုဘုံရောက်သွားမယ်ဘေးနာဓမြယူအတိအကျပြောပြီးသားဒီနေ့ပဲတဲ့မင်းနဲ့ကပရဒိတုဘုံမှာရှိမယ်ရုပ်ခန္ဓာပေါ်မှာကြံခဲ့လေမြေကြီးမှာယုံကြည်သူသေလဲအဲ့တိုင်းပဲအသက်ဝိညာဉ်ပရဒိတုဘုံရောက်သွားမယ်ရုပ်ခန္ဓာမြေကြီးမှာကြံခဲ့ပြီးတော့သင်းအောင်ဆရာနဲ့လူတွေကသင်ချိုင်းမှာအတုပါသွားချလိုက်ဒါပေမဲ့အဲ့ဒီရုပ်ခန္ဓာအဲ့သင်ချိုင်းမှာလမ်းမဆုံးသေးဘူးသခင်ယေရှုသည်3ရက်မြောက်သောနေ့မှာအဲ့ဒီသင်ချိုင်းကရုပ်ခန္ဓာနဲ့အသက်ဝိညာဉ်နဲ့ပြန်ပေါင်းဆက်ပြီးတော့ခန္ဓာနဲ့တကွဘာလုပ်သွားလဲရှင်ပြန်ထမြောက်သွားတယ်ဒါပေမဲ့မေတော်မာတိဝမ်းနေကနေပြိတ္တိယူပြီးတော့မွေးဖွားလာတဲ့ကျွန်တော်တို့လိုရုပ်ခန္ဓာမျိုးတော့မဟုတ်တော့အစပထမသခင်ယေရှုရဲ့ရုပ်ခန္ဓာသည်ကျွန်တော်တို့လူသားကဲ့သို့နာကျင်တတ်တယ်ဗိုက်စာတတ်တယ်စိတ်မကောင်းဖြစ်တတ်တယ်အဲ့ဒီရုပ်ခန္ဓာဖြစ်တယ်ဒါပေမဲ့ရှင်ပြန်ထမြောက်တဲ့ခါမှာတော့ဘာခန္ဓာကိုဖြစ်သွားလဲဝိညာဏခန္ဓာကိုဖြစ်သွားတယ်ယုံကြည်သူတယောက်ကလည်းသခင်ယေရှုခရစ်တော်ဖျားချီဆောင်သိမ်းဆဲဖို့ပြန်ကြွလာတဲ့ခါမှာသင်ချိုင်းမှာရှိတဲ့သူ့ရဲ့ရုပ်ခန္ဓာနဲ့ကောင်းကင်မှာရှိတဲ့သူ့ရဲ့အသက်ဝိညာဉ်နဲ့ဖျားရဲ့တကူတော်အားဖြင့်ပေါင်းဆက်ပြီးတော့ရှင်ပြန်ထမြောက်မှာဖြစ်တယ်တချို့ကလည်းပြောတယ်မီးတကြိုလိုက်ရင်ဘယ်လိုထမြောက်မလဲစိတ်မပူပါနဲ့ဖျားရဲ့တကူတော်အားဖြင့်မလုပ်မလဲထမြောက်မယ်ကျွန်တော်တို့မြန်မာပြည်ကိုသာသနာလာပြုတဲ့ဆရာကြီးရတန်ဘာမှတည်သွားလဲပင်လယ်ထဲမှာတည်သွားတယ်ဘယ်လိုလုပ်မလဲငါးတွေစားသွားမှာပေါ့နော်စိတ်မပူပါနဲ့ဖျားရဲ့တကူတော်အားဖြင့်မလုပ်မလဲထားမြောက်မယ်ဆိုတဲ့အရာကိုကျွန်တော်တို့ဒီမှာယုံကြည်လို့ရဒါကြောင့်မို့သခင်ယေရှုကရှင်ယောဟန်ခရစ်ခန်းကြီး7အပိုင်ငယ်25 26မှာရှင်ယောဟန်ခရစ်ခန်းကြီး7အပိုင်ငယ်25 26မှာယေရှုကလည်းငါသည်ထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်၏ငါကိုယုံကြည်သောသူသည်သေလွန်တော်လဲသခင်ယေရှုဘာပြောလဲငါသည်ထမြောက်ခြင်းအကြောင်းအသက်ရှင်ခြင်းအကြောင်းဖြစ်၏ငါကိုယုံကြည်သောသူဟာတဲ့သေလွန်တော်လဲဘာလုပ်မလဲရှင်မယ်
သခင်ယေရှုခရစ်တော်ကိုယုံကြည်တဲ့သူကဒီခန္ဓာကိုယ်ကြီးကမသေတော့ဘူးလို့ပြောလားကျွန်တော်တို့ကဒီခန္ဓာကိုယ်အရန်ဆွဲလန်းနေတော့ဒီခန္ဓာကိုယ်ကြီးကဘာလုပ်ထားတဲ့ခန္ဓာကိုယ်လဲသလားအပြစ်သင့်ထားတဲ့ခန္ဓာကိုယ်ကဘာဦးမှာဘုရားကဒီအသီးကိုမစားနဲ့စားသောနေ့မှာဧကံမှန်သေမယ်ဘသူသွားစားလဲအာဒံနဲ့အေဝါသွားစားတယ်ကျွန်တော်တို့လူသားအားလုံးကအဲ့ဒီကဘာဦးလူသားနေဆင်းသက်လာတဲ့သူတွေဖြစ်တယ်ကဘာဦးလူသားကဖျားစကားကိုနားမထောင်ဘဲနဲ့အပြစ်သင့်လာတဲ့ခါမှာဖျားစကားကတီလားမတီဘူးလားကောင်းငင်နဲ့မြေကြီးမတီတော့လဲငါစကားဖျားစကားကဤအသီးကိုစားရင်ဧကံမှန်သေရမယ်ဆိုတဲ့အတိုင်းအဲ့ဒီရုပ်ခန္ဓာကတနေ့မြေကြီးထဲမှာမလုပ်ရမလဲပုတ်ပြက်ပျက်စီးရမှာဖြစ်တယ်ဒီခန္ဓာကိုယ်နဲ့ကောင်းကင်နိုင်ငံသွားလို့ကျွန်တော်တို့ကဒီခန္ဓာကိုယ်ကိုအရန်ဆွဲလန်းတယ်အဲ့လိုပြောလို့ကျွန်တော်တို့ကျမ်းမာရေးခီးမဆိုင်နဲ့နေခြင်းတို့နေစားခြင်းတို့အဲ့လိုပြောတာမဟုတ်ပါဘူးဒီခန္ဓာကိုယ်မှာအသက်ရှင်နေသေးဖျားဘုံတော်တို့အသက်ရှင်ပါဒါပေမဲ့ဒီခန္ဓာကိုယ်ကြီးကိုဆွဲလန်းပြီးအသက်ရှင်ဖို့တော့ဖျားလို့တော့မရှိဘူးအထဲထဲကအသက်ဝိညာဉ်ဆွဲလန်းပြီးတော့အသက်ရှင်ရမယ်ဒါကြောင့်မို့သခင်ရှုကပြောတယ်ငါ့ကိုယုံကြည်သောသူဟာဒီခန္ဓာကိုယ်ကြီးကတနေ့ကျရင်သေမှာပါတဲ့သေလွန်တော့လဲဘာလို့မလဲပြန်ရှင်အောင်မယ်တဲ့ဝိညာဏခန္ဓာကိုယ်အဖြစ်နောက်အပိုင်းငယ်26ကြည့်အောင်ဘာဆက်ပြောလဲငါကိုယုံကြည်၍အသက်ရှင်သောသူရှိသမျှတို့သည်လည်းသေခြင်းနှင့်အစင်မပြတ်ကင်းလွတ်ကြလိမ့်မည်အော်သခင်ရှုကငါကိုယုံကြည်၍အသက်ရှင်သောသူရှိသမျှတို့သည်လည်းဘာနဲ့ကင်းလွတ်မလဲအဲ့ဒီကျမ်းပိုက်ကိုတချို့ခရိယန်တွေကနားလည်မှုလွဲတယ်သေခြင်းနဲ့အစင်မပြတ်ကင်းလွတ်မယ်ဆိုတဲ့အခါမှာဒီခန္ဓာကိုယ်ကြီးကိုမသေတော့ဘူးလို့ထင်တာဘယ်တော့မှမအိုတော့ဘူးဘယ်တော့မှမနာတော့ဘူးအမြဲတမ်းနှုတ်ပြလန်းဆန်းနေမယ်မသေတော့ဘူးလို့ကျွန်တော်ထင်တာတကယ်တော့ဒီခန္ဓာကိုယ်ကြီးကမြေမုံကလာတော့ကြောင့်ဘယ်လိုသွားရမလဲမြေမုံကိုသွားရမယ်ဒါဆိုသေခြင်းနဲ့အစင်မပြတ်ကင်းလွတ်မည်ဆိုတာဘာလို့ပြောတာလဲသေခြင်းနဲ့အစင်မပြတ်ကင်းလို့မယ်ဆိုတော့ကဒီခန္ဓာကိုယ်ကြီးကမြေကြီးထဲမှာသေရတော့ညာလဲတနေ့မှာဝိညာဏခန္ဓာကိုယ်အဖြစ်ဘာလို့မလဲရှင်ပြန်ထမြောက်ပြီးတော့ဖယားသခင်နဲ့အတူတူဘာလို့ရမလဲထာဝရကောင်းကင်မှာအသက်ရှင်ရမယ်ဒါကြောင့်မို့ဒီမှာသေခြင်းနဲ့အစင်မပြတ်ကင်းလို့မယ်ဆိုတော့ကသေခြင်းဆိုတဲ့အတိတ်ဘက်ကဖယားနဲ့ကင်းကွာခြင်းယေရှုခရစ်တော်ဘုရားကိုယုံတဲ့အခါမှာကျွန်တော်တို့ဟာဘယ်တော့မှဖယားနဲ့ဘာမလုပ်တော့ဘူးလေမကင်းကွာတော့ဘူးဒါကြောင့်မို့ဒီမှာပြောတဲ့သေခြင်းနဲ့အစင်မပြတ်ကင်းလို့မယ်ဆိုတာကဒီခန္ဓာကိုယ်ကြီးမသေတော့ဘူးပြောတာမဟုတ်တော့ဒီခန္ဓာကိုယ်ကြီးကတနေ့သေကိုသေရမှာဒါကြောင့်မို့ဒီရုပ်ခန္ဓာကိုမဆွဲလန်းနဲ့ဒီခန္ဓာကိုရှင်သန်တဲ့အချိန်မှာဖယားအတွက်အသက်ရှင်လိုက်ပါယောမဩဝါဒစာအခန်းကြီး8အပိုင်းငယ်17ယောမဩဝါဒစာအခန်းကြီး8အပိုင်းငယ်17မှာထိုမြတ်မကယေရှုကိုသေခြင်းမှထမြောက်စေတော်မူသောဖျားဤဝိညာဉ်တော်သည်သင်တို့အထဲ၌ကျိန်းဝတ်တော်မူလင်ခရစ်တော်ကိုသေခြင်းမှထမြောက်စေတော်မူသောဖျားသည်သင်တို့အထဲ၌ကျိန်းဝတ်သောမိမိဝိညာဉ်တော်အားဖြင့်သေတတ်သောသင်တို့ဤကိုယ်ကာယကိုပင်ရှင်စေတော်မူမည်ဒီမှာဘာပြောလဲသခင်ယေရှုကိုတဲ့သေခြင်းမှထမြောက်စေတဲ့ဘုရားရဲ့ဝိညာဉ်ကတဲ့ကျွန်တော်တို့အထဲထဲမှာကျိန်းဝတ်နေရင်တဲ့ခရစ်တော်ကိုသေခြင်းမှထမြောက်စေတဲ့ဘုရားကတဲ့ကျွန်တော်တို့အထဲထဲမှာကျိန်းဝတ်နေတဲ့ဝိညာဉ်တော်အားဖြင့်တဲ့သေတတ်သောကိုယ်ကာယကိုပင်ဘာလို့စေမလဲရှင်စေမယ်အဲ့ဒီပဲသေတတ်သောသင်တို့ဤကိုယ်ကာယကိုပင်ရှင်စေမယ်အဲ့ဒီကျမ်းပိုက်ကိုတချို့ခရိယန်တွေကဒီသေတတ်တဲ့ခန္ဓာကိုယ်ကြီးကမသေတော့ဘူးလို့သွားခိုင်းလိုက်တာအဲ့ဒီလိုပြောချင်တာလားမဟုတ်ဘူးနော်ဒီသေတက်တဲ့ကိုယ်ကာယကပုတ်ပြတ်သွားတော့လေတနေ့မှာသခင်ရှု3ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်သလိုဝိညာဏခန္ဓာကိုယ်အဖြစ်မလုပ်မလဲပြန်ရှင်မယ်ဆိုတဲ့အရာကိုမလုပ်နေခြင်းဖြစ်လေပြောနေခြင်းဖြစ်တယ်သေတက်သောကိုယ်ကာယကိုပင်ရှင်စေမယ်ဆိုတာကဒီခန္ဓာကိုယ်ကြီးမသေတော့လို့ပြောချင်တာမဟုတ်ဒါကြောင့်မို့အဲ့ဒီကျမ်းပိုက်ကိုနားလည်မှုလွဲတဲ့ခါမှာတချို့ကအတုပသွားပြီးတော့သေနေတဲ့အလောင်းကိုမလုပ်လဲယေရှုနာမနဲ့ထရှင်ဆိုပြီးတော့သွားဆုတောင်းတဲ့အဖွဲ့တွေကရှိတယ်အဲ့ဒါကဖခင်ရဲ့စကားကိုလွန်ဆန်တာပဲဖခင်ကအပြစ်တရားအိခသေရမယ်ဆိုရင်သေရမှာပဲဒါပေမဲ့ယေရှုခရစ်တော်ဖခင်လက်ဝါးကတိုင်းမှာပြီးဆက်တဲ့ခါမှာယေရှုခရစ်တော်ကိုယုံကြည်ခြင်းအပြင်ထာဝရအသက်ရှင်ခြင်းကိုရောက်တယ်ခန္ဓာကိုယ်ကြီးကတော့အပြစ်သင့်ပြီးသားနော်ဒါကြီးကိုသွားမဆွဲလန်းနဲ့ဒီခန္ဓာကိုယ်ကြီးနဲ့ကောင်းကင်နိုင်ငံဝင်မယ်လို့မလုံးနဲ့ကျမ်းစာကဒီလိုပြောပါတယ်ပုတ်တက်သောအရာကမပုတ်နိုင်သောအဖြစ်ကိုအမွေမခံနိုင်ဘူးတဲ့တစ်ကောခန်းကြီး15
တိကောခန်းကြီး15အပိုက်ငယ်90မှာတိကောခန်းကြီး15အပိုက်ငယ်90မှာညီကိုတို့ငါဆိုသည်ကလူအသွေးအသားသည်ဖျားသခင်နိုင်ငံတော်ကိုအမွေမခံနိုင်ပုတ်တက်သောရာသည်မပုတ်နိုင်သောအမွေမခံနိုင်လူအသွေးသားကဖျားနိုင်ငံတော်ကိုအမွေခံလို့ရလားမရဘူးတဲ့ဒီပုတ်တက်သောရာကမပုတ်နိုင်သောအဖြစ်ကိုအမွေမခံနိုင်ဘူးတဲ့ပြောင်းလဲမှုတစ်ခုဖြစ်ရအောင်အဲ့ဒါကတော့ဒီပုတ်တက်တဲ့ခန္ဓာကိုယ်ဟာသခင်ရှုချီဆောင်သိမ်းဆဲတဲ့ခါမှာဘာခန္ဓာကိုယ်ဖြစ်ပြောင်းလဲရမလဲဝိညာဏခန္ဓာကိုယ်ဖြစ်ပြောင်းလဲမှာဖခင်ရဲ့နိုင်ငံတော်မှာဝင်စားဒီနေ့သာသခင်ရှုပြန်ကြွလာတဲ့နေ့ဆိုရင်ဒီမှာသခင်ရှုကိုယုံကြည်ထားတဲ့သူစစ်မှန်တဲ့ယုံကြည်သူဆိုရင်ကျွန်တော်တို့ခန္ဓာကိုယ်ကဘာပြောင်းလဲသွားမလဲဝိညာဏခန္ဓာကိုယ်ဖြစ်ပြောင်းလဲပြီးတော့ကောင်းကင်နိုင်ငံကိုချီဆောင်သိမ်းဆဲခြင်းခံရသေလွန်သွားတဲ့ဘိုးဘေးတွေကအဲ့ဒီသင်္ချိုင်းကသူတို့ရဲ့ရုပ်ခန္ဓာကဘာခန္ဓာဖြစ်ပြောင်းသွားမလဲဝိညာဏခန္ဓာကိုယ်ပြောင်းသွားပြီးတော့ကောင်းကင်မှာရှိတဲ့အသက်ဝိညာဉ်နဲ့ဖခင်ရဲ့တကိုးတော်အပြင်ပြန်ပေါင်းဆက်ပြီးတော့ကျွန်တော်တို့အတူတူသခင်ဖခင်ရှိတဲ့ကောင်းကင်နိုင်ငံကိုချီဆောင်သိမ်းဆဲခြင်းခံရမှာဖြစ်ပါတယ်။ဒါကြောင့်မို့တိကောခန်းကြီး15အပိုက်ငယ်44မှာလူဟာတဲ့သေတဲ့အခါမှာဇာတိပဂတိကိုကပုတ်ပြတ်သွားတယ်။စိုက်သောအခါဇာတိပဂတိကိုဖြစ်၏ထမြောက်သောအခါဝိညာဏကိုဖြစ်၏ဇာတိပဂတိကိုတစ်မျိုးဝိညာဏကိုတစ်မျိုးရှိသည်ဇာတိပဂတိကိုကဘယ်ကလာလဲအာဒံကလာတယ်ဝိညာဏကိုကဘသူအဖြစ်ရမလဲယေရှုခရစ်တော်အဖြစ်ရမယ်ဒါကြောင့်မို့တိကောခန်းကြီး15အပိုက်ငယ်22မှာတိကောခန်းကြီး15အပိုက်ငယ်22မှာလူအပေါင်းတို့သည်တဲ့အာဒံအားဖြင့်သေခြင်းသို့ရောက်သည်နီးတူလူအပေါင်းတို့သည်ခရစ်တော်အားဖြင့်အသက်ရှင်ခြင်းသို့ရောက်ရကြလက်တံအာဒံအားဖြင့်ကျွန်တော်တို့အားလုံးကဘာပဲလဲသေခြင်းပဲဘာလို့ဆိုအပြစ်သင့်ထားလို့ဒီခန္ဓာကိုယ်ကြီးကအပြစ်သင့်ထားလို့မြေကြီးကိုသွားအောင်မှာသင်ဘလောက်ပဲဆွဲလန်းသင်ဘလောက်ပဲလှပအောင်လုပ်သင်ဘလောက်ပဲလက်ဝတ်ရတနာတွေဆင်မြဲဘလောက်ကောင်းတဲ့ branded အင်ကြီးတွေဝစ်တစ်နေ့ပဲကိုသွားအောင်မလဲမြေကြီးကိုသွားရမယ်ဒါကြောင့်မို့ဒီနေ့ကျွန်တော်တို့ဘဝအသက်တာထဲမှာဆွဲလန်းမှုမမားပါစေနဲ့အင်မတန်မှအရေးကြီးပါတယ်ပုတ်တက်တဲ့အရာပျက်စီးသွားမယ့်အရာတွေကိုမဆွဲလန်းပါနဲ့သခင်ခရစ်တော်ကိုယုံကြည်ခြင်းအပြင်ရတဲ့အသက်တော်အသက်မှာကျင်လည်ဖို့ရန်အတွက်ဘုရားကအလိုရှိပါတယ်ကျွန်တော်တို့ဟာသခင်ရှုကိုယုံကြည်တဲ့အခါမှာအဲ့ဒီအာဒံရဲ့အသက်နဲ့ရှင်တော်သူမဟုတ်တော့အာဒံရဲ့အသက်ခန္ဓာကိုယ်ကြီးကတော့ရှိနေတုံးမနော်ဒါပေမဲ့အထဲထဲမှာဘာအသက်ရောက်လာလဲယေရှုကိုယုံရင်ဘာအသက်ရလဲထာဝရအသက်ရတယ်ထာဝရအသက်ကဘု து အသက်လဲဖခင်ရဲ့အသက်ဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့အထဲထဲမှာဘု து ရဲ့အသက်ကရှိနေလဲဖခင်ရဲ့အသက်ကရှိနေတယ်ဘယ်အသက်နဲ့ရှင်တော်သူလဲသင်ဟာဇာတိအသက်နဲ့ရှင်လို့လည်းရတယ်ဖခင်အသက်နဲ့ရှင်လို့လည်းရတယ်အာဒံကဆင်းသက်လာတဲ့ဇာတိအသက်နဲ့ရှင်တော့ဖခင်ဘုန်းတော်မထင်ရှားသင်ချမ်းသာကောင်းချမ်းသာမယ်သင်ကြိုးစားလို့သင်အောင်မြင်ကောင်းလဲအောင်မြင်မယ်ဖခင်ဘုန်းတော်မထင်ရှားအမှုတော်ဆောင်တဲ့အခါမှာသင်အားဖြင့်နမိတ်လက္ခဏာတွေဖြစ်ကောင်းလဲဖြစ်မယ်လူတွေအများကြီးသင်တော့လိုက်ကောင်းလဲလိုက်မယ်ဖခင်ဘုန်းတော်မထင်ရှားဖခင်သခင်လက်မခံအောင်ဒါကြောင့်မို့မဿဲ9 21 22 23မှာသခင်လို့ငါ့ကိုခေါ်တဲ့သူတိုင်းကောင်းကင်နိုင်ငံမဝင်ရဘူးထိုနေ့၌ကသခင်နဲ့ကိုတော့အခွင့်နဲ့ဆုံးမဩဝါဒပေးတယ်ကိုတော့အခွင့်နဲ့နတ်ဆိုးတွေနင်ထုတ်တယ်ကိုတော့အခွင့်နဲ့များစွာသောတကုန်းနမိတ်လက္ခဏာတွေပြတယ်သခင်ရှိပါပြောလေမင်းတို့ကအလင်းမသိဘူးဒီပုံကိုယ်တွေလှုပ်တဲ့အလုပ်တွေဟာကောင်းလားမကောင်းဘူးလားကောင်းတဲ့အလုပ်တွေပဲကျမ်းသာသင်တယ်နတ်ဆိုးနေထုတ်တယ်နမိတ်လက္ခဏာလုပ်တယ်မကျမ်းမာလဲသူကိုကျမ်းမာစေတယ်ဆူတောင်းပေးရင်ယောဂပျောက်တယ်ဟာနမိတ်လက္ခဏာတွေဖြစ်တယ်နမိတ်လက္ခဏာတွေလှုပ်တိုင်းကျမ်းစာတွေသင်တိုင်းနတ်ဆိုးနေထုတ်တိုင်းဖခင်နှစ်သက်မယ်လို့ထင်နေတာလားဇာတိနဲ့လှုပ်တဲ့အရာဖခင်လုံးဝလက်မခံသင်ရဲ့အတ္တထဲမှာဖခင်အတွက်ပေးလူတယ်ဖခင်အတွက်ဆက်ကတ်တယ်ဇာတိနဲ့လှုပ်တဲ့အရာတွေအားလုံးကလေဖခင်လက်မခံဘာကြောင့်လဲပြုဘူးသမျှသောကုသိုလ်ကောင်းမှုတို့သည်တဲ့ဖခင်သခင်ရဲ့ရှေ့မှာတဲ့ညစ်သောအဝတ်နဲ့တူတယ်ကျွန်တော်တို့လှုပ်လိုက်တဲ့အပြစ်သားတယောက်ကလှုပ်လိုက်တဲ့ကုသိုလ်ကောင်းမှုကဖခင်သခင်ရှေ့မှာဘာနဲ့သွားတူနေလဲညစ်ပတ်နေတဲ့အဝတ်နဲ့
သွားတူနေတယ်မတန်ရှင်းဘူးလောက်တာကကောင်းတဲ့အရာဒါပေမဲ့လူကဘာဖြစ်နေရလဲအေးဇာတိဖြစ်နေတယ်အာဒံကပါလာတဲ့အပြစ်သားဖြစ်နေတော့ဘလို့မှဖျားရှိမှမတန်ရှင်းဘူးဒါကြောင့်မို့ဖျားသခင်ကကျွန်တော်တို့အသက်တာကိုပြောင်းပလိုက်လူမြည်သည်ကခရစ်တော်၌ရှိလင်အသစ်ပြုပြင်သောတရဝါဖြစ်ဟောင်းသောအရာတို့သည်ခတ်သိမ်းသောအရာတို့သည်အသစ်ဖြစ်ကြတယ်အဲ့ဒီလူဟောင်းဆိုတဲ့အာဒံရဲ့သဘောတဘာဝနေရာမှာဖျားကအထဲထဲမှာခရစ်တော်ရဲ့သဘောတဘာဝကိုလာထည့်လိုက်တယ်ဒါကြောင့်မို့ကျမ်းစာတစ်ပိုက်ဖတ်ကြည့်အောင်1ယောခန်းကြီး9အပိုက်ငယ်17 12 1ယောခန်းကြီး9ရှင်ယောဟန်ဩဝါဒစာပထမဆုံးခန်းကြီး9အပိုက်ငယ်17 12တသက်ခံတော်မူချက်ဟုမူကားဖျားသခင်သည်ငါတို့အားထာဝရအသက်ကိုပေးတော်မူ၍ထိုအသက်သည်လည်းသားတော်၌ပါ၏သားတော်ကိုရတော်သူသည်အသက်ကိုရ၏ဖျားသခင်ဤသားတော်ကိုမရတော်သူမူကားအသက်ကိုမရထာဝရအသက်ကိုဖျားပေးတယ်တဲ့အဲ့ဒီထာဝရအသက်ကဘု து စီမှာပါလဲသားတော်စီမှာပါတယ်သားတော်ကိုရရင်အဲ့ဒီအသက်ကိုရတယ်ဒါကြောင့်မို့သင်ဟာယေရှုခရစ်တော်ဖျားကျွန်တော်အပြစ်အတွက်လက်ဝါးကတိုင်းမှာအသေးခံသွားပြီ3ရက်မြောက်သောနေ့မှာရှင်ပြန်ထမြောက်တဲ့ဖျားဖြစ်ပါတယ်ကျွန်တော်အပြစ်တွေအတွက်ယေရှုအသေးခံခဲ့ပါတယ်ကျွန်မအပြစ်တွေအတွက်ယေရှုအသေးခံခဲ့ပါတယ်ဆိုတာယုံလိုက်တာနဲ့သားတော်ကိုရတဲ့အတွက်ကြောင့်ဘာကိုရလဲထာဝရအသက်ကိုရတယ်ဒါကြောင့်မို့သင်အထဲမှာအသက်တစ်ခုရောက်လာတယ်ဘသူရဲ့အသက်လဲဖျားရဲ့အသက်ဖြစ်တယ်အာဒံကဆင်းသက်လာတဲ့ဒီခန္ဓာကိုယ်အသက်ကတနေ့မြေကြီးတဲ့ကိုသွားရမှာအများဆုံးရှင်အနှစ်တရာပဲအနှစ်တရာဝင်းကျင်ပဲသင်ဒုက္ခရောက်လဲအနှစ်တရာပဲကောင်းစားလဲအနှစ်တရာပဲသင်ချမ်းသာလဲအသက်တရာပဲဆင်းရဲလဲအသက်တရာပဲသင်နာမည်ကြီးကြော်ကြားလဲအသက်တရာပဲသင်အများကြီးပိုင်ဆိုင်လဲအသက်တရာပဲဒါပေမဲ့မကုံဆုံးနိုင်တဲ့အသက်ကအထဲထဲမှာရောက်လာတယ်အဲ့ဒါကသားတော်ကိုရတဲ့ခါမှာအသက်ကိုရတယ်ဒါကြောင့်မို့လောကခဏတာရှင်တဲ့ခါမှာအဲ့ဒီအသက်နဲ့ရှင်ဖို့ဘုရားကအလိုရှိတယ်အာဒံကရလာတဲ့ဇာတိအသက်နဲ့မရှင်ပါနဲ့ဇာတိအသက်နဲ့ရှင်ဘုရားဘုန်းတော်မထင်ရှားဘုရားလက်မခံအောင်ဇာတိအသက်နဲ့ဘလောက်ပဲကျမ်းစာသင်ဇာတိအသက်နဲ့ဘလောက်ပဲတရားနှဆိုးနေထုံဘလောက်ပဲနမိတ်လက္ခဏာပြသခင်ရှုပါပြောလေအတ္တမအမှုကိုပြုတော်သူတို့ငါထံမှာဖယ်သွားကြသခင်ရှုလက်မခံဘူးဘာဖြစ်လို့လဲကျွန်တော်တို့ဇာတိနဲ့လှုပ်တဲ့ຢာကဖျားရှိမှညစ်သောအဝိဖြစ်နေလို့ဒါကြောင့်မို့ဘသူအသက်နဲ့ရှင်ရမလဲဒီနေ့ရှင်ပြန်ထမြောက်တဲ့ယေရှုခရစ်တော်ဖျားကကျွန်တော်တို့အထဲထဲမှာလာနေတဲ့အခါမှာဘာကိုရလဲဆိုတော့အသက်ကိုရတယ်အဲ့ဒီအသက်နဲ့ဘာလို့ဖို့လဲရှင်ဖို့ဖြစ်ပါတယ်ယောမဩဝါဒစာခန်းကြီး6အပိုက်ငယ်4အဲ့ဒီတစ်ပိုက်အားဖြင့်ညီကုန်းချုပ်ပါမယ်ယောမဩဝါဒစာခန်းကြီး6အပိုက်ငယ်4ထို့ကြောင့်အသေးခံတော်မူခြင်း၌ဗတ္တိဇံကိုခံသောအဖြစ်ထိုသခင်နှင့်အတူတကြိုခြင်းကိုခံကြ၏အကြောင်းမူကားခရစ်တော်သည်ခမည်းတော်၏ဘုံတကိုးအားဖြင့်သေခြင်းမှထမြောက်တော်မူသည့်ဤတူငါတို့သည်လည်းအသစ်သောအသက်၌ရှင်လည်ရကြသည်ဘာအသက်လဲအသစ်သောအသက်အသေးခံတော်မူခြင်း၌ဗတ္တိဇံကိုခံသောအားဖြင့်တဲ့ဗတ္တိဇံဆိုတာကနစ်မြုပ်ခြင်းကျွန်တော်တို့ရေထဲမှာနှစ်လိုက်တဲ့အခါမှာကျွန်တော်တို့ရဲ့လူဟောင်းဘဝကိုဘာလုပ်လိုက်သလားတကြိုပလိုက်တာရေထဲကနေပြန်ထတဲ့အခါမှာခရစ်တော်သည်ခမည်းတော်၏ဘုံတကိုးအားဖြင့်သေခြင်းမှထမြောက်တော်မူသည့်ဤသူအဲ့ဒီရေထဲကနေပြန်ထလိုက်တဲ့အခါမှာဘယ်မှာကျင်လည်ဖို့လဲငါတို့သည်လည်းအသစ်သောအသက်၌ကျင်လည်ရကြသည်ကျင်လည်တယ်ဆိုတာကကြိုးစားအားထုတ်တာနဲ့မတူပါဘူးကြိုးစားအားထုတ်တယ်ဆိုတာလူရဲ့ခွန်အားနဲ့ကျင်လေတယ်ဆိုတာကဘာနဲ့တူလဲဆိုတော့ငါးတစ်ကောင်ကိုရေထဲကိုပစ်ချလိုက်ငါးသည်ကြိုးစား၍ရေကူးလေ၏မှန်လားမှားလားငါးဟာကြိုးစားပြီးရေကူးစရာရေထဲမှာ तू ဘာလုပ်လဲကျင်လေတယ်ရေထဲမှာ तू ကြိုးစားပြီးကူးစရာမလိုသူ့ရဲ့တဘာဝပြောင်းသွားတာဒီနေ့သင်နဲ့ကျွန်တော်ကယေရှုကိုရတဲ့အခါမှာ
အာဒံရဲ့သဘာဝကနေခရစ်တော်ရဲ့သဘာဝအထဲထဲမှာရောက်လာဒါပေမဲ့အပြင်မှာခန္ဓာကိုယ်ရှိသေးတော့အဲ့ဒီလူဟောင်းကကျွန်တော်တို့ကိုနှိပ်စက်တယ်ဒါကြောင့်မို့အဲ့ဒီအသစ်သောခရစ်တော်ရဲ့သဘောနဲ့ဖခင်ရဲ့သဘောနဲ့ရှင်ဖို့ရန်အတွက်ဒီနေ့နှုတ်ကပတ်တော်ကအသစ်သောအသက်မှာဘာလုပ်ရမလဲကျင်လည်ရမယ်အသစ်သောအသက်မှာကျင်လည်တယ်ဆိုတာအတင်းတမစ조사လုပ်ယူစရာမလိုဘဲနဲ့အလိုအလျောက်ကိုဖြစ်နေတာကျင်လဲတယ်ဆိုတာငါးတကောင်ရေထဲမှာရေကူးတယ်လို့ပဲစုမတောင်းဝဲမနေနိုင်တော့ကျမ်းစာမဖတ်ပဲမနေနိုင်တော့ဖះเจ้าမတက်ပဲမနေနိုင်တော့သူများကိုမပေးကမ်းပဲမနေနိုင်သူများကိုမချစ်ရပဲမနေနိုင်တော့သူများအတွက်အသက်ရှင်တတ်လာတယ်ဒါပေမဲ့တခုတော့ရှိတယ်ဗျအဲ့ဒီခရစ်တော်ကိုရှင်ခွင့်မပေးဘဲနဲ့ဇာတိအသက်နဲ့ပဲရှင်ရင်တော့သင်ဟာထာဝရအသက်တော်ရတယ်ဒါပေမဲ့ခုနကကျမ်းစာဖတ်ရင်လည်းပြင်းဆူတောင်းရင်လည်းပြင်းတာပဲသင်ဟာအဲ့ဒီအသက်မှာမကျင်လည်တတ်သေးလို့ဖြစ်တယ်ဒါကြောင့်မို့ဒီနေ့အသက်တော်အသက်မှာကျင်လည်တော်သူများဖြစ်ပါစေအဲ့ဒီအသက်တော်အသက်မှာမကျင်လည်တဲ့သူကလေခရစ်တော်ဘက်ကတော့ဖခင်ဘက်ကတော့လှုပ်ပေးပြီးသွားပြီအသက်တာမှာအသက်ဖြစ်ဖို့လူဟောင်းနဲ့မရှင်မဲ့အထဲထဲမှာဘာလို့ပါထည့်ပေးထားလိုက်လဲတန်ရှင်းသောဝိညာဉ်တော်မှာထည့်ပေးထားလိုက်တယ်အသက်နဲ့ရှင်ဖို့ဖခင်ကလှုပ်ပေးပြီးသွားပြီကျွန်တော်တို့ကလောကမှာနေပြီမဲ့ဖခင်ရဲ့အသက်နဲ့ရှင်တော်သူများဖြစ်တယ်အဲ့ဒီဖခင်အသက်နဲ့ရှင်တော်သူဟာဖောက်ပြန်ပျက်စီးတတ်တဲ့ရုပ်ခန္ဓာကြီးကိုပဲစိတ်ဝင်စားနေမယ်ဖောက်ပြန်ပျက်စီးသွားမယ်လောကရဲ့ရွှေတွေငွေတွေချမ်းသာခြင်းတွေအောင်မြင်ကြော်ကြားခြင်းတွေပဲစိတ်ဝင်စားနေမယ်ဆိုရင်ကျွန်တော်တို့ဟာအဟောင်းကိုပဲဆွဲလန်းနေတော့မှဖြစ်တယ်ဒီနေ့သင်နေကျွန်တော်ဟာလူသစ်ဖြစ်သွားပြီနော်အသစ်သောဖျားပြင်ဆင်ထားတဲ့ထာဝရကာလကိုဝင်စားရမယ့်သူတွေနော်ထာဝရကာလမှာဖျားပြင်ဆင်ထားတဲ့ဘုံစည်းစိမ်ကအဘယ်မျှလောက်ကြီးတယ်ဆိုတော့ကိုသင်သဘောပေါက်သွားရင်ဒီဖောက်ပြန်ပျက်စီးတတ်တဲ့လောကရာတွေကိုယင်အောင်မခုံတော့ဒီနေ့လောကရာတွေကိုယင်ခုံပြီးတော့အဲ့ဒီချမ်းသာခြင်းအကြောင်းတွေကိုပဲစဉ်းစားချမ်းသာခြင်းအကြောင်းတွေကိုပဲပြောလောကရဲ့အောင်မြင်ကြော်ကြားခြင်းအကြောင်းတွေကိုပဲစဉ်းစားအောင်မြင်ကြော်ကြားခြင်းတွေအကြောင်းတွေကိုပဲပြောနေတဲ့သူကဖခင်ရဲ့အသက်နဲ့မရှင်တတ်သေးလို့ဖြစ်တယ်ဖခင်ရဲ့အသက်နဲ့ရှင်သွားတဲ့သူကထာဝရကာလကိုမြင်သွားတယ်အဲ့ဒီလိုမြင်သွားတဲ့သူကလောကမှာချမ်းသာခြင်းမချမ်းသာခြင်းသူတို့အရေးမကြီးတော့လောကမှာအောင်မြင်ကြော်ကြားနာမည်ကြီးခြင်းနာမည်မကြီးခြင်းအရေးမကြီးတော့လောကမှာငါဘယ်သူအသက်နဲ့ရှင်မလဲဖခင်အသက်နဲ့ရှင်မယ်ငါဆိုတဲ့ဇာတိသဘောနဲ့မရှင်တော့ဒီနေ့အစားပြီးဘယ်သူကိုပေးရှင်မလဲငါဒီကိုယ်တိုင်မရှင်ခရစ်တော်ဒီငါ၌ရှင်တဲ့အခါမှာဖခင်ဘုံထင်ရှားလာလိမ့်မယ်လောကသားတွေကကျွန်တော်တို့ကိုကြည့်တဲ့အခါမှာဟာဒီတယောက်ဒီလောက်ထိဒုက္ခတွေရောက်တာငြိမ်သက်အေးချမ်းနေပါလားဘယ်ရာကမှကျွန်တော်တို့ကိုပူလောင်အောင်လုပ်လို့မရတော့အဲ့ဒီချမ်းသာကြွယ်ဝခြင်းကလည်းကျွန်တော်တို့ကိုတာယာအောင်မလုပ်နိုင်ဘူးဒုက္ခဆင်းရဲခြင်းကလည်းကျွန်တော်တို့ကိုစိတ်ပြတ်သွားအောင်လုပ်လို့မရတော့ဒီနေ့အောင်မြင်သောအသက်တာဆိုတာကကောင်းခြင်းဆိုခြင်းအဲ့ဒီနှစ်ခုစလုံးကိုအောင်မြင်သွားတာလူတွေကအောင်မြင်သောအသက်တာဆိုတာကဘာကိုပဲမြင်တယ်သလားလောကမှာချမ်းသာသွားတယ်ဒီလူအောင်မြင်တယ်လောကမှာနာမည်ကြီးသွားတယ်ဒီလူအောင်မြင်တယ်အဲ့ဒါပဲမြင်တာတကယ်တော့အောင်မြင်တယ်ဆိုတာကချမ်းသာလဲ easy ပဲဆင်းရဲလဲ easy ပဲကျမ်းမာရင်လဲeasy ပဲမကျမ်းမာလဲ easy ပဲနေတတ်သွားတယ်ကြည်နှက်သွားတယ်ဘဝကြီးကိုအဲ့ဒီအေဒင်ဥယျာဉ်မှာစားခဲ့တဲ့ကောင်းမကောင်းဆိုတဲ့တဘာဝနဲ့ကျွန်တော်တို့မဆိုင်တော့ကျွန်တော်တို့ကကောင်းမကောင်းနဲ့ဆိုင်တော့သူမဟုတ်ကောင်းတဲ့အခြေအနေတွေအတွက်မျော်လင့်တောင်းတပြီးအသက်ရှင်နေတော့သူမဟုတ်ကောင်းမကောင်းနဲ့မဆိုင်အေဒင်ဥယျာဉ်အလယ်မှာအပင်တစ်ပင်ရှိတယ်ဗာလဲအသက်ပင်နဲ့ဆိုင်တော့သူဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ကအသက်ပင်တည်းဟူသောခရစ်တော်ကိုရတဲ့အခါမှာအဲ့ဒီဖခင်ရဲ့အသက်မှာဘာလို့ဖို့လဲကျင်လည်ဖို့ဖခင်ကပြင်ဆင်ထားတယ်ဒါကြောင့်မို့ဟောင်းနွမ်းပျက်စီးသွားမဲ့လောကယာတွေအကြောင်းပဲစဉ်းစားလောကယာတွေအကြောင်းကိုပဲပြောပြီးတော့သင်ဆွဲလန်းနေတော့မယ်လားသင်ရထားတဲ့အသက်ကထာဝရအသက်ဖခင်ရဲ့အသက်နဲ့ရှင်တဲ့သူဖခင်ရဲ့အသက်နဲ့ရှင်ပြီးတော့လောကယာတွေကိုဆွဲလန်းနေမယ်ဆိုရင်တော့ကျွန်တော်တို့အားဖြင့်ဖခင်အလုပ်လုပ်လို့မရဘူးဖခင်ဘုံတော့မထင်ရှားဘူးဒါကြောင့်မို့ကျွန်တော်တို့ရဲ့ဘဝအသက်တာထဲမှာရထားတဲ့အသက်ကထာဝရအသက်ဖြစ်သောကြောင့်ထာဝရတည်မြဲတဲ့ဟိုးကောင်းကင်မှာဖျားပြင်ဆင်ထားတဲ့ကောင်းကင်ဘုံစည်းစိမ်ကိုကောင်းကင်ဘန္နာကိုဆွဲလန်းပြီးတော့အသက်ရှင်တော်သူများဖြစ်ကြရအောင်ဒီနေ့အဲ့ဒီလိုပြောတဲ့အခါမှာဒီလောကမှာသင်လိုတဲ့ပတ်စံဖျားပေးမှာပါဖ
ရားသခင်ကသင်ကိုထောက်ပံ့တဲ့ယေဟောဝါရိယေဖြစ်တယ်သင်လိုတဲ့ကျမ်းမာခြင်းဘုရားဘာလုပ်လိမ့်မယ်ပေးမှာပါစိတ်မပူနဲ့သင်လိုအပ်တဲ့ຢာတွေဘုရားပေးမယ်လို့မပြောဘူးလားပေးမယ်လို့ပြောတယ်ဒါပေမဲ့ကျွန်တော်ကအဲ့ဒါတွေကိုစိတ်ပူနေတာဘယ်လိုစားရမလဲဘယ်လိုဝတ်ရမလဲကျွန်တော်ဘိုးကလေးသွားတာတခါမှမဖြစ်ဘူးနော်ဘာကြံခဲ့လဲသလားလေထွန်သွားနွားမေးတဲ့နော်အခုကဘိုးကလေးသွားတာအဝတ်ထုတ်မေးခဲ့တယ်နော်အဝတ်ထုတ်ကိုဟိုးအိမ်ခန်းထဲမှာသေချာထားပြီးတော့ကျွန်တော်ကားမောင်းလာနော်အဲ့ဒါကျွန်တော်မျိုးသမီးကသူ့တူမလေးကိုတင်ခိုင်းတာလားဘာလားမသိဘူးမတင်မိဘူးမတင်ပြီးတော့ဘာလုပ်ခဲ့လဲဆိုတော့အဲ့အဝတ်ထုတ်ကြံခဲ့တယ်ဒါပေမဲ့အလှပြင်ပစ္စည်းတော့ပါလာတယ်နော်အလှပြင်ပစ္စည်းတွေမုတ်တွေတော့ပါလာတယ်အဝတ်စားပဲကြံခဲ့တာနော်ကျွန်တော်မျိုးသမီးကဟာအဝတ်ထုတ်ကြံခဲ့ပြီးဘာဝတ်ရမလဲဘယ်လိုလုပ်ရမလဲနောက်တော့ तू ကပြောပါတယ်သူ့အတွက်စိတ်ပူတာမဟုတ်ဘူးတဲ့ကျွန်တော်တို့စိတ်ပူတာတဲ့သူကကျွန်တော်ဝတ်စရာမရှိပေါ့နော်ကျွန်တော်ကဟိုမှာဆရာဝဲမင်းလဲပါတယ်ဆရာဝဲမင်းအင်ကြီးကျွန်တော်ဝတ်နော်ဆရာရဲဝတ္ထုအင်ကြီးဝတ်နော်ဆရာရဲဝတ္ထုပစိုးငှားဝတ်ကျွန်တော်အဆင်ပြေတယ်နော်အဲ့ဒါနောက်နေ့မနက်စောစောကြရင်တဲ့စိတ်မပူပါနဲ့ဆရာမတဲ့ဒီဆက်ဆန်းရှိတယ်တဲ့အဲ့ဒီမှာဈေးရှိတယ်တဲ့အဝတ်စားသွားဝယ်မယ်ဖြစ်ချင်တော့လဲအဲ့ဒီညကျွန်တော်တို့ကတချင်းဆိုကြတာဗျဖျားချင်းတွေညဘက်လေးဆရာဆိုင်မန်နဲ့ဆိုကျွန်တော်လဲဆိုအမဆိုရင်နဲ့ဆရာရဲဝတ္ထုကဘာမပြောညာမဆိုနဲ့အဘယ်သို့စားတော့ရမည်ဆိုရင်နေအဘယ်သို့ဝတ်ရမည်ကိုအတွက်ဆိုရင်ဟာတချင်းကတော့ထိပြီကွာနော်အဘယ်သို့စားတော့ရမလဲအဘယ်သို့ဝတ်ရမလဲဆိုပြီးတော့နော်အဝတ်ထွက်နော်အသက်ကပို့ပြီးတော့ပို့မြတ်ပါတယ်နော်ဟာနော်အဲ့တချင်းကစကားပြောတာကျွန်တော်ဆိုရင်နဲ့လူသားတွေကိုနိုင်ငံတော်နဲ့ဖြောင်းအဲ့ဒီချင်းရှိတယ်နိုင်ငံတော်နဲ့ဖြောင်းမချင်းကိုဦးစားပေးရှာပါအိုးလူသားတွေကိုနောက်မှပေးမယ်လေကျွန်တော်ပြောင်းဆိုလိုက်တယ်နိုင်ငံတော်နဲ့ဖြောင်းမချင်းကိုဦးစားပေးရှာပါအိုးလူသားတွေကိုမနှမ်းမသွားဝယ်မယ်နော်အဲ့တော့မနှမ်းမဈေးသွားမအောင်လူသားတွေကိုမနှမ်းမသွားအဲ့ကအိမ်ရှိအရင်သဘောကျသွားတယ်လူသားတွေကိုမနှမ်းမသွားဝယ်မယ်နော်အဲ့တော့မနှက်ကျတော့သွားဝယ်တာဆရာမထူးအင်ကြီးတစ်ခုမှမရအောင်ကျွန်တော်အင်ကြီးတွေပဲရတယ်နော်အဲ့ဒါကြောင့်မလို့နော်ဘယ်လိုဝေးရမလဲမစိုးရိမ်နဲ့တဲ့နော်အဲ့တော့လူသားတွေကိုမနှက်မသွားဝယ်မယ်တချင်းပြောင်းသွားတယ်နော်အဲ့တော့ကျွန်တော်တို့အသက်တာထဲမှာနော်ကျွန်တော်တို့ကစိုးရိမ်တာဘယ်လိုဝေးရမလဲဘယ်လိုစားရမလဲဒါဖျားဂတိတော်ရှိတယ်ဖျားသခင်ကျွန်တော်တို့ဘာပြောလဲစာငတ်တကောင်ကိုအငတ်မတောင်းတောင်းနေပန်းတွေကိုအဝတ်နဲ့ဖုံးလန်းတယ်ဗျာဒီလောကမှာသင်အသုံးလိုတဲ့ຢာတွေအတွက်ဘာမှစိတ်ပူစရာမလိုသင်ဟာဒီလောကကြီးကိုစိတ်ပူပြီးတော့ပျက်စီးမဲ့ຢာတွေကိုဆွဲလန်းပြီးတော့အသက်ရှင်ရမယ့်လူထဲမှာသင်နဲ့ကျွန်တော်မပေါအောင်ရထားတဲ့အသက်ကဘာသက်လဲထာဝရကာလကိုဆွဲလန်းပြီးတော့အသက်ရှင်တော်သူများဖြစ်စေဖို့ဝင်ငှပါတယ်အားလုံးပေါ်မှာဘုရားရှင်ကောင်းကြီးပေးပါစေအာမင်